welcome back to Pooh Story Channel and ဒီနေ့မှာတော့ Pooh က unboxing လုပ်ပြအောင်မှာဖြစ်ပါတယ် Pooh ဝင်လက်ဆောင်ရထားတဲ့ iPhone 17 Pro ရဲ့ iPad Pro ရဲ့ Magic Keyboard ရဲ့ပြီးတော့ AirPod Pro 3ရဲ့ကို unboxing လုပ်ပြအောင်မှာပဲဖြစ်ပါတယ်ဆိုတော့ let's go အခုပထမဆုံးအနေနဲ့ဒီ iPhone 17 Pro လေးကိုခောက်ပါမယ်တင်း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 ဆိုတော့အရင်လိုချင်နေကြတာကိုကကိုဝယ်မယ်ပတ်ဆက်စုပြီးဝယ်မယ်ကိုပတ်စံလေးနဲ့ကိုဝယ်မယ်ဆိုပြီးတွေးထားပြီးမယ်မထင်မှတ်ပဲနဲ့မွေးနေ့လက်ဆောင်ရလာတဲ့ခါမှာအရင်အတိုင်းမသိကိုပြောသွားပါတယ် yeah hereလိမ္မော်ရောင်လေးပါလိမ္မော်ရောင်လေးကဟိုဟာဘယ်လိုပြောရမလဲပို့ပြီးတော့ crazy color ဆိုတော့လေ fashion ကြရလို့လည်းမြင်မိရယ်ပြီးသွားတော့အယောင်ဆန်းတယ်ကြည့်လိုက်တာနဲ့ဟာဒါ iPhone 17ပဲ17 Pro ပဲ Pro Max ပဲဆိုပြီးတော့အဲ့လိုမျိုးတိတာတဲ့အယောင်မျိုးပေါ့နော်အားကြောင့်မို့လိမ္မော်ရောင်လေးကိုပဲရွေးလိုက်ပါရဲ့ရှင်ဆိုတော့ဒီကကန်ရတာလည်းအဆင်ပြေတယ် Pro Series iPhone ထဲမှာဆိုရင် Pro Series ကိုပို့ပြီးတော့သဘောကျတယ်။ဘာကြောင့်လဲဆိုတော့သူကကန်ရတာအဲ့လိုတေးလေးနဲ့ကြစ်ကြစ်လေးဖြစ်တယ်ပေါ့နော်။အဲ့လိုအကြီးကြီးထက်ဆိုင်ဒီလို size လေးရပို့ပြီးအဆင်ပြေပါတယ်။လာပါ။ပုံတင်လေးကန်ရပါပြီရှင်။ခလိုက်ပါပြီ။ဖုန်းကပါဒါကတော့ဖုန်းကပါအကြည့်လေးပါ clear case just a clear case okay okay နောက်မှပဲ sign up လုပ်တော့မယ်ဆိုတော့sign up လုပ်အောင်ပါပေါ့နော်ဒီအရင်ဖုန်း13 Pro တွေက data တွေကိုဒီထဲကိုsign up လုပ်ပြီးတော့ connect လုပ်မှဖြစ်တော့အခုကတော့ဒီလောက်ပါပဲဘာလို့ဆိုဗီဒီယိုရိုက်နေတဲ့ကြောင့်ဆိုတော့ဒါလေးကတော့ iPhone 17 Pro Orange လေးပါရှင်ဒီဖုန်းကြိုက်လို့လေးပေါ့ Hello right there နေကြိုက်ပါကာဗာတခါလေးပဲတက်လိုက်တော့မယ်တခါလေးပဲ unboxing လုပ်ပြီးခါလေးပဲတက်လိုက်တော့မယ်နော်ပါလိတက်လိုက်ပါပြီကတော့ iPad Pro 30 inches ကိုဖောက်သွားလို့ဖြစ်ပါတယ်မနိုင်ပြောရရင်ဒါဒီကောင်လုံးကဖူးလိုအပ်နေတဲ့အရာတွေပေါ့နော်ကို salary နဲ့ကိုလာစားပတ်စံလေးစုပြီးတော့ဖြည်းဖြည်းချင်းစီတစ်ခုချင်းစီဝယ်သွားမယ်ဆိုပြီးတော့တွေးထားခဲ့တကယ်ပပလေးပဲဒါမှာပါဖောက်ပါမယ်30 inches ဆိုတော့တကယ်စခရင်ကတော်ကြီးရယ်ဆိုင်ဘာတွေတင်ရတာလည်းအဆင်ပြေပြီးတော့ video editing လုပ်ရင်လည်းအဆင်ပြေရယ်โอเค30 inches လေးပါ30 inches ကတော်တော်ကြီးရယ်လို့တော့ခံစားရတယ်ဒါပေမဲ့ daily life address ဆိုရင်တော့အဆင်ပြေပါတယ်တင်နန်းနေပါတက်တဲ့အခါမျိုးတို့video editing ပြန်လုပ်တဲ့အခါမျိုးဆိုရင်မျက်စိအရန်အာရုံမစိုက်ရတော့ဘူးပေါ့
ကျွန်တော်ပြပါတယ်ဒါပေမဲ့အရန်တော့ကြီးနေတယ်ပပလေးဆိုတော့ကန်ရလည်းအရန်ပေါ်တယ်အဆင်ပြေပါတယ်ဒါလေးကိုလည်းအရန်ကိုမတပေါ်ကြပါရှင် Okay ကောင်းမြင်ရတယ် Okay ဒါကိုလည်းနောက်မှ set up လုပ်ပါမယ်ဒါကတော့ iPad Pro 30 inches လေးပါဒါနဲ့ဒီဟာနဲ့အတူ customer Pencil Pro လေးလည်းပါပါတယ်ရှင်ဒီမှာပါ Pencil Pro လေးပါ customize လေးပါဆိုတော့ customize ဆိုတော့ဖူးနိုင်နေပေါ့နော်ဖူးနာမည်နဲ့ပေါ့ Okay Okay ဒီမှာပါ Okay I'm gonna open this Guys, look at this. How can I show you guys? Can you see this? ဖူးမြတ်တွေဆိုပြီးတော့ customize လုပ်ထားတာပါကျန်တပေါ်ကြပါဖူးမြတ်တွေ Okay ပါဆိုတော့ဒါက iPad Pro 30 inches လေးနဲ့ဒီ customize Pencil Pro လေးမှာဖူးနာမည်ဖူးမြတ်တွေဆိုရနာမည်အရင်လေးနဲ့ဒီနှစ်ခုကို unboxing လုပ်ပြသွားတာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးတစ်ခုကိုတားလိုက်ကြစမ်း Sorry ပါမှားတော့နောက်ဆုံးတစ်ခုမဟုတ်သေးပါဘူးMagic Keyboard ကျန်ပါသေးတယ်ဒါ iPad Pro အတွက် Magic Keyboard ပေးပါဆိုတော့ unboxing လုပ်လိုက်ကြစမ်းဒီ Magic Keyboard လေးပါတဲ့ခါကျတော့တင်တတ်တာတို့ကြောင်းတက်တာတို့အကုန်အဆင်ပြေသွားရပေါ့နော် assignment တွေပါလုပ်တဲ့အခါမျိုးဆိုရင်အဆင်ပြေရယ်laptop တွေပါဝယ်စရာမလိုတော့ပေါ့နော်ဒီတစ်ခါလေးပြင်ရတဲ့ချက်ပါOkay ပါဆိုတော့ဒီမှာပါ Magic Keyboard လေးပါရှင့်ဆိုတော့ဒါကကြည့်ပါမယ်ဒါကလုံးဝ must have ဖြစ်တယ်နေပေါ့နော် iPad Pro ဝယ်ထားရဆိုလို့ရှိရင် Magic Keyboard လေးရှိနေလို့ရှိရင်ဒါနောက်ထပ် laptop တွေ MacBook တွေဝယ်စရာမလိုတော့ဘယ်နဲ့လုံးဝထွေးရ perfect တန်တန်ဒါဆိုတော့ဒါက Magic Keyboard လေးကို unboxing လုပ်ပြရတာပဲဖြစ်ပါတယ် Okay အခုတော့ဒီကနောက်ဆုံးတစ်ခုကိုလာပါပြီဒီနောက်ဆုံးတစ်ခုကတော့ AirPods Pro 3နောက်ဆုံးထွက်ထားတဲ့ဟာလေးပဲဖြစ်ပါတယ်ဆိုတော့ Let's go ဒီမှာပါဒါကတော့နောက်ဆုံး item လေးပဲဖြစ်ပါတယ် unboxing လုပ်ပြမယ်နောက်ဆုံး item လေးပါ AirPods Pro 3ပါဆိုတော့ unboxing စလုပ်ကြအောင် Okay ရပါပြီဒီဟာကိုအရင်စမ်းကြည့်ချင်နေပြီဘာလို့လဲဆိုတော့ translate လုပ်ပေးရဆိုတာသိပြီးရဘလို့များလဲဆိုပြီးတော့အဲ့လိုသိချင်နေကြရပေါ့နော်ဒါပေမဲ့ကိုပါကိုဝယ်ဖို့လောက်ထိတော့အရင်စိတ်ကူးထဲမှာမရှိဘူးမတွေးထားဘူးပေါ့နော်ဒါတော့လိုအပ်တယ်လို့တော့မတွေးထားဘူးဒါပေမဲ့တကယ်တမ်းဘလို့မျိုး function တွေပါလဲဆိုတာကိုသိပြီးရခါမှာတော့အော်ငါဒီတစ်ခုလောက်တော့ရှိတင်တယ်လို့တော့အတွေးမျိုးဝင်မိရပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့ကိုရိုင်းတော့ဝေးစရာမလိုဘဲနဲ့မူနစ်လက်ဆောင်ရခဲ့ရမလို့ပုံမှန်တာပါတယ်ကိုယ့်ကိုဆိုရင်တော့နှမျောမိအောင်ပါဒီနော်ကိုကတော့တကယ်ပါပါ Apple Pro 3လေးပါရှင်တန်တန်တန် Okay Oh my god, I can't wait to text it. ဆိုတော့နောက်နေ့ကျရင် workout လုပ်လို့ရှိရင်ဘာ noise background မကြားပဲနဲ့ workout တွေကို focus ထည့်ပြီးတော့ဒီ
AirPods Pro 3လေးကိုတက်ပြီးတော့အတီချာ workout လုပ်နိုင်ပါပြီဆိုတော့နောက်ပိုင်းကျရင်တခြား language different ဖြစ်တဲ့အရာတွေနားထောင်တဲ့အခါမျိုးကျရင်လည်း auto translate နေနဲ့နားထောင်လို့ရပါပြီဆိုတော့ဒါကတော့ AirPods Pro 3 unboxing လေးတစ်ဖြတ်ပြီးပါပြီရှင်ဒီနေ့ unboxing လေးကတော့ဒီလောက်ပါပဲရှင်ဆိုတော့ကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဖူးနဲ့အတူအပြော်ကြီးကူးဆက်မယ်လို့လည်းပြောချင်ပါတယ်ဒီလိုမျိုး iPhone satellite ကို how to say Apple brand ကပတ်သက်တဲ့ဒီ daily life တွေလိုအပ်တဲ့ပစ္စည်းကိုဆက်လိုက်ရလက်ဆောင်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲရှင်ကောင်းကောင်းတောင်းပြီးတော့တပုတ်လလေး vlog ကောင်းကောင်းလေးဖန်တီးပြီးတော့ channel မှာအသစ်ပြန်ဖြစ်အောင်ကြိုးစားပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင် Thanks for watching. Bye.